စကိုင်းတိုင်းဒေသကြီးရွှေဘုံမြို့နယ်မှာပြီးခဲ့တဲ့ရက်ပိုင်းတွေကဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့တိုက်ပွဲတွေကြားကလူသားချင်းစာနာမှုဆိုင်ရာထူးခြားတဲ့မြင်ကွင်းတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့မနက်ပိုင်းကရွှေဘုံမြို့နယ်ဟင်းသာကြီးကျွော်ကပြူစောတိစခန်းနဲ့စစ်တပ်စခန်းကုန်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ပွဲအတွင်းပြူစောတိစခန်းကနေတုပ်ပန်း18ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။ဒါပေမဲ့ဖမ်းမိသူတွေထဲမှာကလေးသူငယ်တွေအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေပါဝင်တာကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေကသူတို့ကိုဘေးလွတ်ရာကိုပြန်လွှတ်ပေးခဲ့တယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပခဖကမနေ့ကထုတ်ပြန်ပါတယ်။ဒီလိုဆုံးဖြတ်ချက်ချချိန်မှာစစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတာကြောင့်စီးရေးအခြေအနေကတင်းမာနေခဲ့တယ်လို့လည်းသိရပါတယ်။အဲဒီတိုက်ပွဲမှာစစ်ကောင်စီဘက်က24ဦးသေဆုံးခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းပခဖရဲဘော်2ဦးကြာဆုံးခဲ့ပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေကစစ်ကောင်စီရဲ့လက်နက်ငယ်တချို့နဲ့ခဲယမ်းတွေကိုတင်စီရမိခဲ့ပေမဲ့စစ်ကူတွေထပ်ရောက်လာတာကြောင့်နောက်ဆုံးတော့ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ဒီလိုစစ်ပွဲရဲ့အပူလိုင်းကြားကနေကလေးသူငယ်တွေနဲ့အရက်သားတွေကိုလုံခြုံရေးအရာပြန်လှုပ်ပေးခဲ့တဲ့လုပ်ရဟာမြမပရိပခမှာအရက်သားပြည်သူတွေရဲ့ဘေးကင်းရေးကိုဦးစားပေးတဲ့ရှားပါတဲ့တာရကတစ်ခုဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့၎င်းတို့နဲ့ပူးပေါင်းထားတဲ့ပြူစောတိတပ်ဖွဲ့ဝင်တွေဟာပြည်သူကြေးရွာတွေကိုဝင်ရောက်စီးနေတဲ့အခါစိတ်ကြမ်းမာရေးမကောင်းတဲ့သူတွေပါဝင်အမျိုးသမီးတွေကလေးသူငယ်တွေကမချမ်းတပ်ဖြတ်မှုမိရှုဖျက်ဆီးမှုတွေပြုလုပ်ခဲ့ဖြစ်စဉ်များစွာရှိခဲ့တာကိုလည်းတွေ့ရပါတယ်။အခုရွှေဘိုပခဖရဲ့ဆုံးဖြတ်ချက်ကတော့လူသားချင်းစာနာထောက်ထားမှုနဲ့နိုင်ငံတကာစစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီကွဲပြားတဲ့စစ်တရုပ်ကိုပြသနေတယ်လို့သုံးသပ်နိုင်ပါတယ်။